မင်းတို့ကအောင်မြင်မှုကိုရှာတာမဟုတ်တတ်တာတဲ့နေရာရှာအခုခေတ်လူငယ်တွေကလေအောင်မြင်မှုရှာတာမဟုတ်ဘူးကွာတတ်တာတဲ့နေရာရှာနေတာဘယ်တော့မှမအောင်မြင်ဘူးအောင်မြင်မှုဟာတတ်တော့တတ်တာရတာတခုမှမရှိဘူးတတ်တော့တတ်တာရတဲ့အောင်မြင်မှုဘယ်မှာရှိလို့တရားမင်းကပြောတယ်သူသားကိုဟေ့အောင်ဝါတဲ့မင်းတဲ့မင်းကြိုးစားအားထုတ်မှုမရှိဘဲနဲ့အောင်မြင်မှုရတဲ့နေရာဆိုအဖေကိုပြောသားပါတယ်ငါအဲ့ဒီဘုံသွားခြင်းလို့ပါတယ်တရားမင်းကသူသားကိုပြောဘူးတယ်ဟုတ်လားတရားမင်းဖြစ်အောင်လဲကြိုးစားယူပါဒီတရားမင်းဆိုတော့နိုင်ပြည်နှစ်ခုရဲ့ပြဿနာတွေကိုဖြေရှင်းပေးရတဲ့ president ကြီးကိုကွာသူ့မှာလည်းအုံနောက်ထောက်ဆရာတွေအများကြီးရှိဒါကြောင့်နေရာကြီးကြီးရသွားရင်ခက်ခဲအကြီးတွေရင်ဆိုင်ဟုတ်လားအခုတကယ်ကြီးဦးအောင်လို့အောင်သမားကြီးအောင်မြင်တယ်အောင်သမားကြီးလို့မသိခင်အောင်သမားကြီးလို့အခုလို့ရှင်တန်ခွင့်ရနေဖို့ဘယ်လောက်ကြိုးစားခမုန်းတို့အခုခေတ်တွင်းမှာလည်းမြင်နေတာခဏခဏသူတို့မှာတကယ်ကိုပွိုင်းကြီးတွေရုံးမထနိုင်လောက်အခက်ခဲကြီးတွေခဏခဏတွေ့နေရသူတို့ကြော်ဖြတ်နိုင်တယ်အဲ့ဒါပဲဘောလားဒါကြောင့်အောင်မြင်မှုရနိုင်တဲ့နေရာအခွင့်အရေးတွေရနိုင်တဲ့နေရာလို့သေချာသိပြီးမင်းတို့ခဏခဏမပြောင်းနဲ့